ဗိုလ်ချုပ်ကြီးနဲ့ဆာမူရိုင်းဘယ်သူကပိုပြီးတာစီရသွားမှာလဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Sport YouTube Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျအခုကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ One Samurai ပွဲမှာ Bantamweight Kickboxing World Championship ရဲ့ပွဲတစ်ပွဲဖြစ်တဲ့ Jonathan Haggerty နဲ့ Ishizuka Ryu ရဲ့ပွဲ Jonathan Haggerty Bantamweight Kickboxing ရဲ့လက်ရှိချန်ပီယံဒီဘဲရဲ့ကောင်းချက်တွေကအများကြီးပဲပထမဆုံးပြောချင်တာကဒီဘဲက distance control ပိုင်းအရန်ကောင်းတယ်ပြီးရင် long range jab နဲ့ push kick တွေမှာအရန်ကောင်းတယ်ပဲပြီးရင် high kick တွေလည်းကောင်းတယ်သူက1-2 တွဲလုံးနဲ့ boxing stand အမြဲတမ်းရှိတယ်ဗျာ boxing stand ပေါ်မှာ boxing footwork တွေလည်းအရန်ကောင်းတယ်ပဲပြီးရင်အမြဲတမ်း high kick တင်ပြီးစောတဲ့ player ဗျာသူကမွေထမ်းဆိုင်နေတော့သိမလိုက်ဘူးKickboxing မှာတော့သူကဆရာတဆူပဲပြီးတော့ဒီဘဲက mentality လည်းအရန်ကောင်းတယ်ပွဲတစ်ပွဲကိုချင်းကတဲ့နေရာမှာသူကသူ့ရဲ့အနိုင်မခံအရှုံးမပေးတဲ့စိတ်အစိတ်ကပဲသူ့ကိုလက်ရှိချန်ပီယံဖြစ်စေခဲ့တာပြီးတော့Yuki Yosaဒီဘဲကစူပါလက်နဲ့ပွဲမှာဒီဘဲပါကောင်းလဲဆိုတော့ခင်ဗျားတို့သိနိုင်တယ်ဗျဒီဘဲအမြဲတမ်းခြေခံချက်တွေကိုထုတ်သုံးတယ်ပဲဗျာပြီးရင်ခြေခံချက်တွေသုံးတယ်ပြီးရင်boxing တွဲလုံးနေလာတယ်ဗျာဒီဘဲအထူးသဖြင့်သူ့ရဲ့ခြေခံချက်ပိုင်းမှာဒီတော့ဟိုကောင်းနေပဲဗျာဒီဘဲက pressure ပေးနေရမှာလည်းအရန်ကောင်းတယ်ဗျာပြီးရင် high kick ထားဆိုတော့လည်းအရန်ကောင်းတယ်ပြီးရင်သူက high kick ဒီလိုပဲ boxing stand အရန်ကောင်းတယ်ဗျသို့တော်လည်းသူက short ပိုင်းကိုဦးစားပေးရပဲဆိုတော့ Jonathan Haggerty လည်းဒီပွဲမှာသတိကောင်းထားကစားရမယ်ဗျာဒီပွဲနှစ်ယောက်စလုံးကအားသာချက်အားနည်းချက်ကအတူတူလောက်ပဲဗျာဒီပွဲမှာစိတ်ရှိတဲ့ကောင်ကတော့စားမယ်လို့ကျွန်တော်ကတော့ထင်တယ်ဗျာခင်ဗျားတို့ရောဒီပွဲမှာဘယ်သူနိုင်မယ်လို့ထင်လဲ comment မှာရေးသွားပေးကြပါဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ